အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့စနေတနင်္ဂနွေပိတ်ရက်လေးလည်းဖြစ်တာကြောင့်ချက်သားမာလာချက်လေးချက်စားဖြစ်ပါတယ်မိသားစုနဲ့ထမင်းအတူမစားရတာလည်းကြာတော့မိသားစုနဲ့ထမင်းအတူစားရင်ပေါ့နော်ချက်ပုံချက်နည်းလေးတွေကိုတစ်စင်ရင်ကြည့်လိုက်ရအောင်ဒါကတော့ရေဆေးတန့်စင်ပြီးသားအရသာမုတ်တွေနဲ့ပြီးသားချက်သားတွေပါဆက်စချင်းမှာတော့ချက်သားတွေကိုချက်သွန်ပြူချင်းထောင်းထားတာနဲ့ရောပြီးတော့လုံးပါမယ်ပြီးသွားရင်တော့ချက်သားကိုစီနဲ့ကြော်ဖို့အစင်းသိပြင်ပါမယ်ဒါကတော့ခုနချက်သွန်ပြူချင်းနဲ့လုံးထားတဲ့ချက်သားတွေပါဒါဆိုရင်ကြော်ဖို့အတွက်စီတဲ့ကိုစလင်းမုံလေးထည့်မယ်ပြီးသွားရင်တော့ချက်သားတုံးလေးထည့်ပြီးတော့စားပြီးကြော်လို့ရပါပြီဒီချက်မာလာချက်ရင်သူကပေါင်သားတို့ရင်ပုံသားတို့ရွေးတာထက်စားရင်အတောင်ပံသားလေးတွေရွေးတာပိုအဆင်ပြေရပေါ့နော်အတောင်ပံသားနဲ့ဆိုရင်မာလာနဲ့လည်းပိုလိုက်တာကြောင့်မို့လို့တောင်ပံသားပဲရွေးတော့ထားပါတယ်ချက်သားကြော်နေတော့ဖိုက်စားရတဲ့မနက်စာကိုနှပြခောက်ဆွဲလေးစားဖြစ်ပါတယ်ခိုးရင်250ရဲဆစားလာတာအခုဆို1300လောက်ဖြစ်သွားပြီဒါကစီစစ်ထားတဲ့ချက်သားကြော်လေးတွေပါကိုရီသုံးမဲ့မာလာအနှစ်လေးကတော့ကိုရဲ့အင်ကြီးချင်းအမတယောက်ရောင်းတာပေါ့နော်ဒီစိတ်ကရှမ်းမာလေးတစ်စိတ်ပါဈေးလေးကတော့တစ်ထုပ်ကို3000ပါသူကအပေါငန်အတော်ပဲကိုရိုင်းလုံးဟုံးမိလဲဖြစ်တာကြောင့်ကိုကတော့မာလာနှစ်ဆိုသူရှိရပဲစားဖြစ်တယ်ဒါကလည်းချက်သားတွေကိုထည့်မဲဆော့စ်လေးတွေပါကုန်းတော်ကုန်ကန်လေးနေဒါကခုနမာလာနှစ်လေးကိုရင်လေးဆက်ထားတာပါဒါဆိုရင်ချက်သားစားချက်ဖို့အတွက်ကိုချက်သွန်မြူစီတက်ပါမယ်ချက်သွန်မြူစီတက်ပြီးလို့အနံ့လေးတွေမှုေးလာပြီဆိုရင်တော့မာလာနဲ့လေးလောင်းထည့်လိုက်ပါမယ်မာလာနဲ့တစ်မျိုးတည်းနဲ့အပေါငန်အဆင်ပြေတာကြောင့်ကိုရီးယားအပေါငန်တော့ထပ်ထည့်စရာမလိုတော့ဘူးပေါ့နော်ပြီးသွားရင်တော့ခုနကတော့ sauce လေးနှစ်ပူးကိုလည်းလောင်းထည့်လိုက်ပါမယ်ဒါဆိုရင်ချက်မာလာချက်အတွက်အနှစ်လေးကအဆင်သင့်ဖြစ်ပါပြီဒီအနှစ်ချက်လေးရေဆူလာတဲ့အထိကိုစောင့်ပြီးတော့မှုေးပေးပါမယ်ရေဆူလာပြီဆိုရင်ခုနကတော့ချက်သားကြော်ထားတာလေးတွေကိုလောင်းထည့်ပြီးတော့အနှစ်နဲ့ချက်သားနဲ့နှမ်းဆက်အောင်မှုေးပေးပါမယ်ချက်သားတွေကိုအရသာစိတ်ဝင်အောင်လို့တေချာကြလေးချက်ပေးမယ်ပေါ့နော်ဒီဝိုင်းရင်တော့အဖုံးလေးခဏအုပ်ထားပါမယ်ကဲအခုဆိုရင်တော့အငွေ1000နဲ့စားတင်စရာချက်သားလေးရပြီပေါ့နော်အမှန်တော့လေဒီချက်သားကိုချက်တာမဟုတ်ပါဘူးကိုယ့်ရဲ့အမေချက်တာပါကိုကတော့ဘေးနားကနေနှမ်းဖြူပေးတဲ့သူပေါ့နော်ချက်သားချက်တာဒီလောက်နဲ့ပြီးသွားပြီမတင်ပါနဲ့နောက်ထပ်တစ်ဆင့်ကျန်ပါသေးတယ်အဲ့ဒါကတော့ချက်သွန်မိတ်ထဲဘူးပါဒါကတော့ချက်သားလေးထဲမှာချက်သွန်မိတ်ပါရေဒီခမ်းပြီးလို့စီလေးနဲ့ကက်ကက်လေးဖြစ်ပါပြီဆိုရင်ချက်သွန်မိတ်လေးတွေဖြူပေးပါမယ်ပြီးသွားရင်တော့ချက်သွန်မိတ်လေးနည်းနည်းလောက်နွမ်းဝအောင်ချက်သားနဲ့တူတူရုံးမွေပေးပါမယ်အားလုံးပြီးသွားတဲ့အခါမှာတော့နောက်ဆုံးအဆင့်အနေနဲ့နှမ်းဖြူပါမယ်ဒီလိုမာလာချက်တွေမှာဆိုရင်နှမ်းမပါမဖြစ်ပေါ့နော်အဲ့တော့နှမ်းကိုများများလေးဖြူပေးလိုက်ပါမယ်ကိုကနှမ်းဖြူရကြိုက်တဲ့သူမို့လို့အိမ်မှာဆိုရင်လည်းဘာလို့နှမ်းမဲဝင်ဖြူတဲ့သူဆိုတော့နှမ်းတွေအများကြီးဖြူချလိုက်ပါတယ်ရှင်ဒါဆိုရင်စားခြင်းစပွဲချက်မာလာချက်လေးရပါပြီရှင်နှမ်းတွေအများကြီးဖြူထားတာကြောင့်ဘာဟင်းလဲဆိုတာတော့မှရုတ်တရက်ချင်းမသိနိုင်ဘူးပေါ့နော်တေချာလေးကြီးမှချက်သားမာလာချက်ဆိုတာသိနိုင်တာပါရှင်အမှန်ဆိုရင်တော့ချက်မာလာချက်ကိုဒီတိုင်းပဲစားချင်တာပေါ့နော်ဒါပေမဲ့အင်းကအမေကဘာနဲ့စားထမင်းနဲ့စားဖို့မှာထားတဲ့အတွက်ထမင်းနဲ့ပဲစားလိုက်ပါတော့မယ်ဒါကတော့ကိုရီရဲ့မိသားစုထမင်းဝိုင်းလေးပါတနေ့တနင်္ဂနွေဆိုရင်အမေကအဲ့လိုမျိုးပေါ့နော်အိမ်မှာအားလုံးပိတ်ရက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မြန်ဆန်ဆန်ချက်ပေးပါတယ်ကိုကပိတ်ရက်ဒီမှာလဲတခါတလေဆိုရင်သူတို့နဲ့ထမင်းတူတူဝင်မစားဖြစ်တာကြောင့်မို့လို့အဖေမေနဲ့ထမင်းတူတူမစားဖြစ်တာကြာပြီဖြစ်တဲ့အတွက်ဒီနေ့မှာတော့တူတူထမင်းစားကြပါမယ်ငပိရီတိုးစီကတော့ကိုရီအင်းရဲ့မရှိမဖြစ်ပေါ့နော်နောက်ထပ်ဒါလေးကတော့ပဲဟင်းဂျိုလေးပါပဲဟင်းဂျိုချက်ထားတဲ့ဗီဒီယိုလေးကိုလည်းနောက်နေ့ vlog ထဲမှာတင်ပေးပါမယ်နော်ဒါဆိုရင်ကိုရီထမင်းစားပါတော့မယ်ကိုအမလည်းအိမ်ရောက်နေတာမို့လို့ကိုအမရဲ့အဖေနဲ့အမေနဲ့တူတူထမင်းစားကြပါတယ်ကိုကထမင်းစားထားပြီဆိုတာနဲ့ဒညင်းသီးကိုအရင်စားကင်တာပေါ့နော်ဒညင်းသီးကတော့ကိုရဲ့အကြိုက်ဆုံးပဲငပိရီနဲ့အားရပါရစဆွဲပါတော့မယ်ငပိရီနဲ့အားရပါရစားတာဆိုတော့စားပြီးွားရင်လက်နံမှာဆိုလို့ဇွန်းကိုအသုံးပြုထားပါတယ်စကားလေးပြောလိုက်စားလိုက်တောက်လိုက်နေပေါ့နော်လူများတွေကထမင်းစားချိန်ညရင်စကားမပြောရဘူးလို့ပြောထားပေမဲ့ကိုရီးယားတော့ထမင်းစားလိုက်စကားလေးပြောလိုက်နဲ့လုပ်နေကြတာပေါ့နော်ဘာလို့လဲဆိုတော့ကိုရီးယားပိတ်ရလေးမှာပဲမိသားစုတွေစုံစုံညီညီထမင်းစားရတာဆိုတော့လေစကားလေးပြောလိုက်ထမင်းလေးစားလိုက်နေပေါ့နော်
တူးစရာအနေနဲ့ကကစုံရိုးနီရဲ့ချက်သွန်မိတ်ရဲ့ဒညင်းသီးရဲ့ပြီးတော့စူပုတ်ရရဲ့ဖြစ်ပါတယ်အိမ်နေရတော့စူပုတ်ရနဲ့ဒညင်းသီးနဲ့စားပြီးတော့ကိုတော်တော်လေးမှောက်သွားတယ်ပေါ့နော်စားပြီးချင်းအိပ်ပျော်သွားတာညနေ9 နာရီကျော်လောက်မှနိုးတယ်အစားထောက်စားနေရင်လည်းကိုရီပြောနေတဲ့အကြောင်းအရာတခြားအကြောင်းအရာတော့မဟုတ်ဘူးပေါ့နော်အစားထောက်အကြောင်းပဲပြောနေရပါဘေးဆိုင်ကတော့မွေးငါးလေးကောင်းနေဘေးဆိုင်ကတော့အတုတ်ကလေးကောင်းနေဆိုပြီးတော့အစားထောက်စားနေတဲ့အစားထောက်အကြောင်းပြောနေကြတာပေါ့နော်ကိုကတော့တူးစရာဒညင်းသီးပဲဆွဲနေရပါတော့ဒါပေမဲ့ကို့အမေကတော့ချက်သွန်မိတ်ကိုအားရပါရကိုတူနေတာပေါ့နော်ကိုကတော့ချက်သွန်မိတ်ကိုတိုးလေးတိုးထားမရှိတဲ့ခါကျချက်သွန်မိတ်တော့မစားဘူးပေါ့နော်ချက်သွန်မိတ်ဆိုရင်ဟင်းတွေထဲမှာထည့်တာဒါမှမဟုတ်ကြာစံစီချက်ခောက်ဆွဲစီချက်တို့ထဲမှာထည့်ရင်ဒါစားပြစ်တာပေါ့နော်တူးစရာအနေနဲ့တော့တခါမှမတူဘူးတဲ့ခါကြောင့်မို့လို့ဒီထဲမှာချက်သွန်မိတ်မစားပြတ်ထားပါဘူးအမေချက်ထားတဲ့ပဲဟင်းလေးကအရန်တောက်လို့ကောင်းတဲ့ခါကျတော့ကိုတော်မှပဲဟင်းမကြိုက်တဲ့သူတော်မှပေါ့နော်ခဏခဏယူတောက်မိပါတယ်ပဲဟင်းအမေချက်တော့ကလေအကြာကြီးသူကချက်စရာတော့မလိုဘူးခဏလေးနဲ့နူးတယ်ငပိရည်နဲ့ကြီးပဲစားလို့ချက်သားစားဖို့မေ့နေတာကြောင့်မို့လို့ချက်သားတုံးလေးနှိုက်ပြီးစားတာပေါ့နော်ကိုယ့်ရဲ့အဖေကတော့စားလို့တောက်လို့ပြီးပြီပေါ့နော်ကိုရီးယားကတော့ဆက်စားလိုက်ပါအောင်မယ်ရှင်အဆုံးထိကြည့်ပြတဲ့ကျေးဇူးပါစားငယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်